ChatGPT ထွက်လာတော့ကဘာကြီးတစ်ခုလုံးတုံးလို့သွားကြတယ်။ Wow ဒါအနာဂတ်ပဲဟေ့ဆိုပြီးအားလုံးကဝိုင်းသုံးကြတာပေါ့။ဒါပေမဲ့ခင်ဗျားတို့သိလား Google မှာဒီနည်းပညာရှိနေတာလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကဗျာ။ဒါပေမဲ့သူတို့ခင်ဗျားတို့ကိုပေးမသုံးခဲ့ဘူး။ဖွက်ထားခဲ့တယ်။ဘာလို့လဲ။အဖြစ်ကရှင်းပါတယ်။ကြောက်လို့ပါ။ဘာကိုကြောက်တာလဲဆိုရင်သူ့ရဲ့ဝင်ငွေထိခိုက်မှာကိုကြောက်တာပါ။ Google ဟာ search engine company မဟုတ်ပါဘူး။သူတို့ကကမ္ဘာအကြီးဆုံးကြော်ညာ company ပါ။သူတို့ရဲ့တစ်နှစ်ဝင်ငွေဒေါ်လာဘီလီယံ2လောက်ကျော်ဆိုတာအဲ့ဒီ search box လေးကနေလာတာလေပုံမှန်ဆိုခင်ဗျားတစ်ခုခုရှာတယ် link တွေနှိပ်တယ်ကြော်ညာတွေတွေ့မယ် Google ပိုက်ဆံရတယ်ဒါသူတို့ရဲ့ရွှေတွင်းပဲဒါပေမဲ့ ChatGPT လို့ AI တွေပေါ်လာရင်ဘာဖြစ်မလဲခင်ဗျား link လိုက်မနှိပ်တော့ဘူးကြော်ညာမကြည့်တော့ဘူးအဖြေကိုတန်းတည်ရပြီလေဒီတော့ Google ရဲ့ဘီလီယံ200ဝင်ငွေကတော်တော်လေးထိခိုက်သွားမှာပေါ့ဒါကြောင့် Google အတွက် AI ဆိုတာအနာဂတ်မဟုတ်ပါဘူးသူတို့ရဲ့ထမင်းအိုးကိုခွဲပေးမဲ့ဘုံတစ်လုံးပါပဲမှတ်မိကြလား Kodak Company က digital camera ကိုအရင်ဆုံးတီထွင်ခဲ့ပြီမယ်သူတို့ရဲ့ Philips ရောင်းဝယ်ငွေကျတော့မှကြောက်လို့နီးပညာကိုမထုတ်ပြခဲ့ဘူးနောက်ဆုံးတော့ဘာဖြစ်သွားလဲသူများတွေကဒီနီးပညာကိုထုတ်ပြပြီးကြော်တက်သွားတော့ Kodak က Diwali ခံလဲရတာလေ Google လက်ထီတိုင်းပါပဲသူတို့မှာ Lambda လို AI ကိုရှိပြီးသားပါဒါပေမဲ့သူတို့ရဲ့ကြော်ညာ Empire ကြီးပြိုလဲမှကြောက်လို့ကျွန်တော်တို့ကိုပေးမခဲ့ဘူးကံကောင်းကျင်တော့ OpenAI က ChatGPT ကိုထုတ်ပေးလိုက်တယ်သူ့မှာ search engine မရှိဘူးရှုံးစရာကြော်ညာဝင်ငွေမရှိဘူးဒါကြောင့်ဘာမှမပူပဲ ChatGPT ကိုလွတ်ပေးလိုက်တယ်အဲ့ဒီအချိန်ကျမှ Google ကမထူတော့ဘူးဆိုပြီးသူတို့ရဲ့ရွှေဦးအုပ်တဲ့ဘဲငန်းကိုကိုယ်တိုင်ပြန်တက်ပြီး Gemini ကိုထုတ်ပေးလိုက်ရတာပါဒါကြောင့်အခုခင်ဗျားတို့သုံးနေရတဲ့ AI နည်းပညာတွေဟာ Tech Giant ကြီးတွေရဲ့စေတနာမဟုတ်ပါဘူးသူတို့အချင်းချင်း level ညှင့်ညင်နေမှမတတလို့ခင်ဗျားတို့လက်ထဲရိုးပိကြလာတဲ့အတိအပွင့်တွေသာဖြစ်ပါတယ် OpenAI မှာ ChatGPT မစဟဲ့ရင် Google ကဒီ AI ကိုနောက်ထပ်10နှစ်လောက်အထိတင်ထားအောင်မှအတိအကျပါပဲကဲခင်ဗျားတို့ကဘယ်လိုထင်လဲGoogle ကတကယ်ပဲကျွန်တော်တို့ကိုစေတနာရှိရလား comment မှာဆွေးနွေးပေးခဲ့ကြပါဦး